အဖိုးတယောက်ကကြောင်လေးတစ်ကောင်မွေးစားဖို့သွားခဲ့ရင်မဲ့ရောက်တဲ့ခါမှာတော့ကြောင်နဲ့လေးတစ်ကောင်ပဲကြံပါတော့တယ်လူတွေကကြောင်နဲ့တွေကကန်ဆိုးစေတယ်လို့ပြောကြတာကြောင့်သူဝေခွဲမရဖြစ်နေခဲ့တယ်ဒါပေမဲ့ကြောင်လေးရဲ့ချစ်စပွဲမျက်လုံးလေးတွေကိုကြည့်လိုက်ရတဲ့ခါမှာတော့သူ့နှလုံးသားကအကြီးပြောသွားခဲ့ပါတယ်ဒါ့အပြင်သူ့ရဲ့ကန်ကလည်းတော်တော်လေးဆိုးနေတာကြောင့်ကြောင်လေးကိုပဲမွေးစားဖို့ဆုံးဖြတ်လိုက်ပါတယ်အိမ်ပြန်လမ်းမှာမီနီမီလို့ကားရထားတုံးကြောင်လေးကအော်လိုက်တဲ့အခါမီးစိမ်းကချက်ချင်းပွင့်သွားခဲ့တယ်သူအံ့ဩသွားပေမဲ့တိတ်တော့ထွေထွေထူးထူးမစင်စားခဲ့ပါဘူးကားပေါ်ကဆင်းတဲ့ခါမှာကြောင်လေးကထက်အော်ပြန်ပြီးရုတ်တရက်ထီးတစ်ချောင်းကသူ့လက်ထဲကိုအလိုလိုရောက်လာခဲ့တယ်စက္ကန့်ပိုင်းကြာမှပဲမိုးတွေတီးတီးမီမီရွာချပါတော့တယ်သူတို့လည်းအိမ်ထဲကိုအချိန်မီရောက်သွားခဲ့ပါတယ်သူ့တိုက်ကဓာတ်လေကားကပြက်နေတာကြောင့်လေကားဘက်ကိုသူလှည့်လိုက်တဲ့အချိန်မှာကြောင်လေးကမြောင်လို့အော်လိုက်ပြန်တယ်အဲ့ဒီအချိန်မှာပဲပြုပြင်ရေးသမားတစ်ယောက်ရောက်လာပြီးဓာတ်လေကားကိုချက်ချင်းပြင်ပေးလိုက်ပါတယ်အိမ်ရှိမှာလည်းအိမ်ကြီးချင်းတစ်တွေရဲ့ပစ္စည်းတစ်တာတွေကသူ့တကားဝါကိုပိတ်ထားခဲ့တယ်ကြောင်လေးကမြောင်လို့အော်လိုက်တဲ့အခါအဲ့ဒီတစ်တာတွေကလည်းချက်ချင်းဖယ်ရှားပြီးသားဖြစ်သွားခဲ့ပါတယ်အခုတော့သူယုံကြည်သွားပါပြီဒါဟာကန်ဆိုးတာမဟုတ်ပဲဒီကြောင်လေးကကန်ကောင်းစေတာပဲလို့ပေါ့နောက်တော့ကြောင်လေးကထက်အော်ပြန်တဲ့ပြည်နယ်ရဲ့အကြီးဆုံးထီစုကြီးဖြစ်တဲ့ဒေါ်လာ30စုအတွက်ထီလက်မှတ်တစ်ဆောင်ဝယ်ဖို့ကြောင်လေးကတိုက်တွန်းနေတယ်လို့သူခံစားလိုက်ရပါတယ်သူလဲကြောင်လေးကိုခေါ်ပြီးအပြင်ကိုအပြေးထွက်လာတဲ့အချိန်မှာမြောင်လို့အော်တန်ကြောင့်သူရက်လိုက်မိပါတယ်အဲ့ဒီအချိန်မှာပဲအလွန်ကြီးမားတဲ့ခရစ်စမတ်တစ်ပင်ကြီးတစ်ပင်ကသူတို့ရှိတဲ့မှာပြိုလဲကျသွားခဲ့တယ်အဲ့ဒီခါမှာတော့ဒီကြောင်လေးဟာတကယ့်ကိုထူးခြားတဲ့ကြောင်လေးမှန်းသူတည်သွားခဲ့ပါပြီထီဆိုင်ကိုရောက်တဲ့အခါမှာထီလက်မှတ်ကတစ်ဆောင်နဲ့ပဲကျန်ပါတော့တယ်ကြောင်လေးကအော်လိုက်တာကြောင့်ဒါဟာဒေါ်လာ30ပေါက်မဲ့လက်မှတ်ဆိုတာသူတေချာသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာအိမ်ကြီးချင်းတစ်တွေဆိုင်ထဲကိုဝင်လာတာကိုမြင်ပြီးငါထက်သူတို့ကဒါကိုပိုလိုအပ်မှာပါလို့သူတွေးလိုက်မိတယ်ဒါကြောင့်သူကအဲ့ဒီထီလက်မှတ်ကိုသူတို့စီပေးလိုက်ပါတော့တယ်နောက်ဆုံးမှာတော့ဒီကန်ကောင်းစေတဲ့ကြောင်နဲ့လေးကသဘောကျပြီး like ပေးတဲ့သူတိုင်းကိုကန်ကောင်းခြင်းတွေပေးပါစေလို့ဆုတောင်းပေးလိုက်ပါတယ်